是啥药剂？ဝင်ဒီလိုက်ပါစာထဲမှာစာချုပ်စာတမ်းနဲ့အမလီစာချုပ်စာတမ်းနဲ့ဒါဆိုရင်ကွန်ဒိုလားကွန်ဒို တိုက်ခတ်တိုက်ခတ် ကွန်ဒိုရများ ကို ကြီး တို့ ပဲ ကိုတို့တိုက်ခတ်ကွင်းကြည့်လိုက်ကွင်းကြည့်လိုက် ရှင်းနေနဲ့ဥတီချလို့လာတာ အာတိကြဝါပြီတိကြဝါပြီဘာမှမသိဘူးတိကြတော့တိကြတယ်လို့တခုတော့တိကြတယ်လေ ဆရာတော်တက္ကန်း ဖာမီဖာမီရေမီဒို ဟော ရေဖာ တချင်းတော့ကြီးကလေ ရေမီဒို ဒီဒိုဒိုဘေဘီပါဆိုလာပါဆိုလာ ဆရာ ဟောနောက်တစ်ခုကြံနေရ ပြောပြမယ်ဒါကနောက်ကတီးဝိုင်းပွဲလို့ပိတ်တိုင်းမွေသေးတာဒါတော့ဆိုင်ပွဲသမီးပေးတယ်မှာကိုဆိုင်ဆရာတော်တော်ချမ်းသာတယ်နော်တော်တော်အေးပြီးနေတာစာရွက်တွေလည်းဒါလေးကဟုတ်တယ်ဒါလေးကသာဒီလေးကစတစ်ကတော့နောက်ကိုဖွင့်လို့ပြလိုက်တော့ သူစပလိုက်ကတမျိုးနော်ဟုတ်ကဲ့ ဆရာအဲ့လိုတော့ရင်အဲ့လို လောက်ရှောင်းလောက်တယ်ကဲအဲ့တော့မဟုတ်ဒီဟာလေးကဒီစပရိုက်လေးကတောက်ပြောပြတောက်ကိုဝိတ္တခဲဝဲပြီးလိုက်တယ်ဆိုတော့အဲ့ဒီဝိတ္တလေးကပတ်ထားဝင်တယ်တိန်းထားလိုက်မယ်နောက်ပြီးပြေးတာဝင်မယ်ဒါလေးကအပေါင်းမှမြောက်ကြောင်ထိုးတာဟုတ်နော်ဒီဟာကဒါလေးကတော့ဘာမှမဟုတ်တချင်းလေးတခုတချင်းဆိုရင်တယောက်တည်းဆိုနေရရတယ်ချင်းပေါ့သားရဲ့သားရှိတဲ့ပြေးတာနဲ့ဗျိုင်းသူဝင်းနေနဲ့ပတ်သက်ခါလေးကိုဆိုမှာဆိုပြမယ်နှစ်ပြီးတော့သားရဲ့အသက်ဒီဘလောက်လဲမပြောနဲ့24လ24လ25လ26လ29လ28လအဲ့ဒီကတစ်ခုခုအဲ့ဒီကတစ်ခုခုပေးတတ်ထဲကနေပြီးတော့အနည်းဆုံး10ယောက်သားရဲ့အသက်က24 25 26 29 28မှာမှန်လို့ရှိရင်မှန်တဲ့လူကိုဘယ်လောက်ပေးလိုက်ရမလဲရှိကိုပေးလိုက် ဆရာလည်းသူများပြေးမလို့ကိုပြန်ပြီးတော့ ဟာတပီတော့အာဘောပဲကြီးမယ်အာဘောပဲ အဲ့ဒါတော့ဆရာနိုင်နာနဲ့ရေးတာ ဆရာပြီးကြမလို့ပြေး အဲ့တော့ကဲပေးတယ်ကွာ3သိန်းပေးတယ် ဟာ ဟုတ်ပြီမှန်တဲ့လူကို3သိန်းဒါပေမဲ့3သိန်းရမပြီးဘူးနော်ဆက်ပြောမယ်အဲ့ဒီဟာကအောင်တူကစုံမယ်ရတဲ့လူအဲ့ဟို